ဘောင်းမီမှာထင်ရှားပုဂ္ဂိုလ်ရဲ့ပုံဆွဲထားလို့ဝေဖန်ခံနေရတဲ့လီဆာမင်္ဂလာပါရှင် Blackpink ဖွဲ့ဝင်တူဖြစ်တဲ့လီဆာကတော့အဖွဲ့ထဲမှာနာမည်ကျော်ကြားဆုံးဖြစ်ပြီးသူပါပဲလို့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိနေတာပါဒါပေမဲ့အောင်မြင်ခြင်းရှိသလိုကြာရှုံးခြင်းလည်းရှိတယ်ဆိုသလိုပဲခုချိန်ဟာလီဆာအတွက်လူမုံများပြီးဝေဖန်ခံနေရတဲ့အချိန်လည်းဖြစ်ပါတယ်လီဆာဟာရှင်တုန်းကတော့ဖက်ရှင်တွေကထက်တန်းဆန်ပြီးကြီးကောင်းခဲ့ပေမဲ့နောက်ပိုင်းမှာတော့တွင်းခံပေါင်းမီကြီးပဲဝစ်စင်ပြီးဖျော်ပြလို့ဖန်တွေကတော့ဝေဖန်နေကြပါပြီ။အရင်တစ်ခါကလည်းတွင်းခံပေါင်းမီမိုးပဲပေါင်းလွှာလွန်းတဲ့အသားကပ်ပေါင်းမီနဲ့စင်မော်မှာကပြဖျော်ပြခဲ့လို့ဒီကနေရာကအထင်းသားဖောင်းထွက်နေခဲ့တာပါ။အဲတုန်းကလည်းလီဆာဟာအပြင်းထန်ဝေဖန်ခံခဲ့ရပါသေးတယ်။အခုလေအမေရိကန်မှာကျင်းပတဲ့နိုင်ငံတကာပွဲတစ်ခုကိုတက်ရောက်လာတဲ့လီဆာကအတွင်းခံပေါင်းမီပဲဝစ်စင်ခဲ့လို့အပြောခံနေရပါတယ်။သူမကရိုးရိုးတွင်းခံပေါင်းမီဝစ်စင်ထားတာမဟုတ်ပဲပေါင်းမီမှာအထင်ကြီးနိုင်ငံရေးသမားတွေတက်ကြွလှုပ်ရှားသူတွေရဲ့ပုံတွေကိုအဝိစာနဲ့မျက်နှာပုံဖော်ထားတာဖြစ်ပါတယ်။ဒီလိုမျိုးတခြားသူရဲ့ရုပ်ပုံတွေကိုတွင်းခံပေါင်းမီမှာရေးဆွဲထားတာမျိုးကိုမဝစ်စင်သင့်မှုလို့မတွေးတတ်ဘူးလားလို့နိုင်ငံတကာကပါဝေဖန်နေကြပါပြီ။သူမရဲ့ဝစ်စုံကနိုင်ငံတကာသတင်းစာတွေရဲ့ကောင်းကြီးပိုင်းမှာပါသွားခဲ့ပြီးတကမ္ဘာလုံးကဆဲဆိုနေကြပါတယ်။နာမည်ကြီးဆိုတော့မျိုးသမီးတယောက်ကလည်းလီဆာလိုပဲအတွင်းခံပေါင်းမီဝစ်စင်ခဲ့ပေမဲ့ရိုးရိုးပေါင်းမီဖြစ်လို့အစိမ်းမခံရပါဘူး။လီဆာရဲ့ပေါင်းမီကတော့ဖင်ပြောင်နေတဲ့ G-string တာတာပေါင်းမီတို့ပေါ်မှာထင်ရှားလေးစားရတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ပုံကိုရေးဆွဲထားလို့ဝေဖန်ခဲ့ရတာပါ။နိုင်ငံတကာဖန်တွေကတော့လီဆာဟာနာမည်ကြီး K-pop ဆိုတော့ဖြစ်ဖို့တော့မတန်တော့ဘူးလို့ပြောနေကြပါပြီ။သူမရဲ့လုပ်ရက်ကိုတောင်ကိုရီးယားပြည်သူတွေကပါရှုံချနေကြပါတယ်။ဒီဝတ်စုံကိုဖန်တီးချုပ်လုပ်ခဲ့သူကတော့ကမ္ဘာကျော် LV Louis Vuitton ဖြစ်ပါတယ်။